ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေတို့အားလုံးမင်္ဂလာပါလို့ရှေးဥစွာနှုတ်ခွန်းဆက်ပါတယ်။ကျမဟာမကြမလို့ညနေပါတယ်။ဒီနေ့ကျွန်တော်ဝင်လာမယ့်ခေါင်းစဉ်လေးကတော့တင်ဘာဆက်လုပ်တင်တယ်လေဆိုခေါင်းစဉ်လေးပြပါမယ်။ What should you do next ဆိုခေါင်းစဉ်လေးပြပါတယ်။ကျွန်တော်ဘုရားတစ်ခါတလေရှောက်လန်းတဲ့ခါမှာရှေ့ဆက်ဖို့လမ်းတွေပျောက်နေရမျိုးဘယ်ချေဘယ်လမ်းကိုဆက်လန်းရမယ်ဆိုတာဝေခွင့်မရဖြစ်တာမျိုးကြုံရတတ်ငါဘာဆက်လို့ရမလဲဆိုတဲ့မိကုံကကျွန်တော်တို့အားလုံးရဲ့ရှင်ထဲမှာရှိနေတတ်ပါဒီနေ့မှာတော့အဲ့ဒီမိကုံတွေဖျားခင်ပေးရတဲ့အဖြစ်ကိုဝေမျှချင်ပါတယ်ဒီနေ့ကျမ်းပိုင်လေးကတော့တောက်တန်ချမ်းခန်းကြီး3ပတ်ငယ်9နဲ့6ဖြစ်ပါတယ်သာဖျားကိုစင်လို့ကျွမဲ့ကိုစားလို့ကိုညံကိုမြည်ပြုနဲ့တွားလီရရတဲ့သာဖျားကိုမျက်မှောက်ပြုလို့တို့ပြုရင်ဒီလန်ခီကိုလင်းစီတော်မူပြောပါဒီလန်ခီကိုညွှန်ပြတော်မူပြောပါကျွန်တော်ဟာရှေ့ဆက်ရမယ်လမ်းအတွက်ကိုယ့်ရဲ့အတွေ့အကြုံနဲ့ပဲဉာဏ်ပညာကိုပဲအားကိုးတတ်ကြပါဒါပေမဲ့ဓမ္မကျမ်းစာထဲမှာပြောတာကတော့ဘုရားရှင်ကိုအရင်မျက်မှောက်ပြုဖို့119ခုမြောက်သောစာလံကျမ်းအပတ်ငယ်105ထဲမှာနှုတ်ကပတော်ဒီကျွန်ုပ်ရှင်၌မိခွက်ဖြစ်၍ကျွန်ုပ်လမ်းခီးကိုအလင်းဖြစ်စေတော်မူဆိုလာပါတယ်သင်ဘာဆက်လို့ရမလဲဆိုတော့တချင်းအလင်းပေးတဲ့အရှင်စီမှာအရင်လမ်းညွှန်ချက်တောင်းခံရမှာဖြစ်ပါတယ်လက်တွေ့မှာတော့ကျွန်တော်လူကြီးမင်းတို့သိကြလားတို့ဘာဆက်လို့တင်တယ်လဲဆိုတော့အထီးသုံးစင်းနဲ့ကျွန်တော်ပြောချင်တယ်နမပရမစင်ကတော့ငြိမ်တဲ့ချင်းပါလောလောနဲ့ဆုံးပြတာတဲ့ဖျားရှိမှငြိမ်တဲ့ပြီးဆုတောင်းကြည့်လိုက်ဒုတိယချက်အနေနဲ့ယုံကြည်ခြင်းပါဖျားရင်ကကျွန်တော်တဲ့အတွက်အကောင်းဆုံးပြင်ဆင်ပေးထားတာကိုရှုံချလိုက်တတိယချက်ကတော့လက်ရှိအလုပ်ကိုအကောင်းဆုံးလုပ်ခြင်းပါဒီနေ့ပြဿနာတစ်ခုဖြစ်လာရင်ကျွန်တော်လောနဲ့ဆုံးပြတာတဲ့ဘုရားခင်ရှင်းမှာငြိမ်ဝတ်စွာနေပြီးတော့စွတ်တောင်းကြည့်လိုက်ပါအဲ့ဒီစွတ်တောင်းတဲ့မှာတို့ယုံကြည်ခြင်းနဲ့တောင်းလျှောက်ပါယုံကြည်လိုက်ပါဘုရားကိုအရင်ဆုံးယုံကြည်လိုက်နောက်ပြီးတော့အဲ့ဒီယုံကြည်ပြီးတော့တို့ဘုရားပေးတဲ့အတိုင်းပဲတို့အလုပ်ကိုလုပ်ကြည့်လိုက်အောင်မြင်ပါအဝေးကိုကြည်ပြီးစိုးရိမ်နေမယ်စားဒီနေ့သင်လက်ထဲမှာရှိတဲ့တာဝန်ကိုသစ္စာရှိလှုပ်ဆောင်ကြည့်ပါအဲ့ဒီခါမှာနောက်ထပ်လမ်းရမယ်ခြေလမ်းတွေတကားကအလိုပွင့်လာဘုရားခင်တလန်းလုံးကိုတခါတည်းအလင်းမပြပဲနဲ့တလန်းချင်းစီအတွက်အလင်းပေးတတ်ပါဒါကျွန်တော်တို့ကိုရောပေါ်မှာအမြဲမိခိုစေချင်လို့ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မှာငါဘာဆက်လို့ရမလဲလို့ပူပန်နေမဲ့စားဘုရားခင်ရဲ့လက်တော်ထဲကို
နန်လိုက်ကိုရောကတင့်ကိုလမ်းမောင်းဘယ်တော့မှဒီနေ့တင်လန်းရှောက်တဲ့ခါတိုင်းတင်ချင်လာတဲ့ခါတိုင်းတစင်ပြီးတစင်ဒီအပိလာတဲ့မှာကြီးမားတဲ့အောင်မြင်မှုတွေစီကိုဖျားခင်ပို့ဆောင်ပြပါလိမ့်ဒါမှမဟုတ်ရှေ့ဆက်ရမယ်လမ်းခီးတိုင်းမှာဖျားခင်လမ်းပြချင်းတွေတက်ရောက်ပါစေအောင်မြင်ခြင်းတွေတက်ရောက်ပါဒီအပိလာတလားလုံးမှာမဆွေဒီနေ့29ရက်နေ့ဖြစ်သွားပါမဆွေကောင်းကြီးခံစားရရတယ်ဝိညာဉ်ကြီးတယ်တက်ခံကြီးဒီနေ့ကျမ်းလာတော့ဒီနှုတ်ကပတော်ရဲ့တင်းတက်တာမှာငါဘာဆက်လို့ရမလဲဆိုရတာဒါမှကျွန်တော်ငြိမ်ဝက်ပြီးဆူတောင်းမှာယုံကြည်ရဆူတောင်းမှာဆူတောင်းပြီးဆက်လို့ပါတင်ဆက်လို့မဆူတင်းရဲ့ဒီလမကုန်ခင်တင်းတဲ့ကောင်းကြီးတွေပွင့်လာပါလိမ့်အောင်မြင်ခြင်းတွေပွင့်လာမျက်နှာသာရခြင်းတွေပွင့်လာပါကျောင်းကိုအီးမေးလနဲ့ခွန်အားပေးချင်ပါတယ်ရောက်စီတိုင်းပေါ်မှာကောင်းကြီးမြင်လာချပေးပါစေအာမင်